ဘီလင်းဝင်းတာပန်တိုက်ပွဲမှာချမ်ပီယံစစ်ကော်မရှင်တပ်ကစက်တက်လေထီတွေပိုသုံးလာတယ်လို့သိရပါတယ်။ကော်တူလီအုပ်ချုပ်နယ်မြေအမှတ်1တမဟာဒုတူခရိုင်ဝင်းတာပန်စခန်းတိုက်ပွဲမှာစစ်ကော်မရှင်တပ်ကစက်တက်လေထီပါရာမော်တာနဲ့နေ့စဉ်ဘုံကျဲမှုတွေလှုပ်ဆောင်နေတယ်လို့ဒုတူခရိုင်အတွင်းရေးမှူးပတိုစောအေးနန်ကပြောပါတယ်။ဝင်းတာပန်စခန်းကိုကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL ဦးဆောင်တဲ့ဒေါ်လိုင်းတပ်ဖွဲ့တွေကပြီးခဲ့တဲ့ဧပြီလ14ရက်နေ့ကစပြီးတော့စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေတာဖြစ်ပါတယ်။စခန်းသိမ်းတိုက်ပွဲအတွင်းမှာစစ်ကော်မရှင်တပ်ကစခန်းမကျဖို့အတွက်လေကြောင်းကနေအပြင်းထန်ပစ်ကူပေးနေပြီးအခုနောက်ပိုင်းမှာတော့ကုန်ကျစရိတ်ပုံမှုတက်တာတဲ့စက်တက်လီတီပါရာမိုတာနဲ့နေ့စဉ်ဘုံကျဲမှုတွေလှုပ်ဆောင်နေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဧပြီလ25ရက်နေ့ကနေမေလ4ရက်နေ့အထိစစ်ကော်မရှင်တပ်ကဝင်းတာပန်ကြီးရွာအနီးတစ်ဝိုက်ကိုစက်တက်လီတီပါရာမိုတာနဲ့တနေ့ကိုအနည်းဆုံး2ကြိမ်ထပ်မံလာရောက်ဘုံကျဲတာတွေလှုပ်ဆောင်နေတာပါ။စက်တက်လီတီပါရာမိုတာနဲ့ဘုံကျဲမှုတွေကြောင့်ကြီးရွာအနီးဝန်းကျင်မှာရှိတဲ့ပြည်သူစိုက်ကွင်းတွေနဲ့နေအိမ်တွေဟာမီးလောင်ပျက်စီးတာတွေရှိပြီးအရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါတယ်။ပြီးခဲ့တဲ့ဧပြီလ26ရက်နေ့ကလည်းဘုံကျဲတဲ့စက်တက်လီတီပါရာမိုတာဒစီပြစ်ခတ်ခံရပြီးတဲ့နောက်ခမာယာ3တက်ရင်နဲ့3မိုင်အကွာမှာပြစ်ကျခဲ့တယ်လို့ PDF အထူးတိုင်းစစ်တပ်ကအသိပေးထုတ်ပြန်ထားပါတယ်။မော်တောင်လန်တဲပြူရွာမှာတိုက်ပွဲ2ပတ်ကျော်ကြာဖြစ်ပွားနေတာဖြစ်ပါတယ်။တင်းတိုင်းမော်တောင်လန်ပိုင်းမှာရှိတဲ့တဲပြူရွာမှာအာဏာသိမ်းချမ်ပီယံစစ်ကော်မရှင်စစ်သားတွေဟာစစ်ကူအင်အားဖြည့်ပြီးစစ်ကြောင်းထိုးလာပြီးတဲ့နောက်တိုက်ပွဲ2ပတ်ကျော်ကြာဖြစ်ပွားနေတဲ့အကြောင်းဒေါ်လိုင်းတပ်ဖွဲ့တွေထံကနေသိရပါတယ်။ချမ်ပီယံစစ်ကော်မရှင်တပ်ကစစ်အင်အားတွေဖြည့်တင်ပြီးတဲ့နောက်စစ်ကြောင်းထိုးလာတဲ့ကြောင်းဧပြီလ21ရက်နေ့ကနေစပြီးတော့မေလ6ရက်နေ့ညအထိနှစ်ဖက်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတဲ့အကြောင်းဒေါ်လိုင်းတပ်ဖွဲ့ဝင်တွေထံကနေသိရပါတယ်။အာဏာသိမ်းချမ်ပီယံစစ်ကော်မရှင်တပ်ကနှစ်ပတ်အတွင်းစစ်ကူအင်အား5ကြိမ်ဖြစ်ခဲ့ပြီးလေကြောင်းကနေလည်း4ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အကြောင်းသိရပါတယ်။တိုက်ပွဲကနေရောညရောဖြစ်တဲ့အချိန်ရှိတယ်စစ်ကူအင်အားကအလုံးရင်တက်နေတယ်တရက်မှာအနည်းဆုံး2ကြိမ်လောက်တော့တိုက်ပွဲဖြစ်တယ်လို့အထက်ပါတပ်ဖွဲ့ဝင်ကပြောပါတယ်စစ်ကော်မရှင်တပ်ကမြို့မှာဧပြီလ21ရက်နေ့မှာကား4စီး24ရက်နေ့မှာကား12စီး30ရက်နေ့မှာတော့1စီးမေလ1ရက်နေ့မှာကား12စီးမေလ4ရက်နေ့မှာတော့ကား15စီးတွေနဲ့တင်းနိုင်မြို့ကိုစစ်ကူအင်အားပို့ဆောင်နေတဲ့အကြောင်းဒေါ်လိုင်းတပ်ဖွဲ့ဝင်ကပြောပါတယ်တင်းနိုင်မြို့ကနေတစင်တင်းနိုင်မော်တောင်လမ်းပိုင်းမှာရှိတဲ့ဘန်းလောရွာနဲ့တဲပြူရွာတွေကိုစစ်ကူအင်အားပို့ဆောင်ခဲ့တဲ့အကြောင်း၎င်းကပြောပါတယ်စစ်ကော်မရှင်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေမှာတိုက်ပွဲဖြစ်ပွားတာမရှိတဲ့ကြေးရွာတွေအတွင်းကိုလည်းဘုံကျဲခဲ့တဲ့အကြောင်းဒေါ်လိုင်းတပ်ဖွဲ့ဝင်ချာတူကပြောပါတယ်တိုက်ပွဲဖြစ်ပွားတာမရှိတဲ့နေရာတွေကိုဘုံကျဲတိုက်ခိုက်တာတွေအရက်သား2ဦးသေဆုံးပြီးတော့3ဦးထိခိုက်ဒဏ်ရရှိကြောင်းလည်း၎င်းကပြောပါတယ်သူတို့ကလက်နက်ကြီးကိုတရက်တလေကြရင်မိုးရွာသလိုဖြစ်တယ်လေကြောင်းကနေလည်း2စီးတစ်ခါတက်တယ်3စီးတစ်ခါတက်တချို့ရက်တွေကမကျဲပဲအကြာကြီးလာဝဲနေတယ်သူတို့ဘက်ကအသေးများတယ်လို့အထက်ပါသတင်းအရင်းမြစ်ကပြောပါတယ်တိုက်ပွဲအတွင်းမှာစစ်ကော်မရှင်တပ်နဲ့ဒေါ်လာရေးတပ်တွေနှစ်ဖက်စလုံးကထိခိုက်ဒေဆုံးမှုရှိတော်လည်းပဲအသေးစိတ်ကိုမသိရသေးပါဘူးတဲပြည်ရွာမှာရှိတဲ့စစ်ကော်မရှင်တပ်တွေကမေလ6ရက်နေ့ညမှာလက်နက်ကြီးတွေအဆက်မပြတ်ပစ်ခတ်နေတဲ့အကြောင်းဒေါ်လာရေးတပ်ဖွဲ့ဝင်တူကပြောပါတယ်ခင်ဗျာကင်းမျိုးသားလူမျိုးရေးတပ်မတော် KNL ရဲ့ဒုဗိုလ်မှူးကြီးစောကလေတို့ကွယ်လွန်သွားပြီလို့သတင်းရရှိပါတယ်။ကော်တူလီအုပ်ချုပ်နယ်မြေအမှတ်5တပ်မဟာမူတရခရိုင်ရဲ့ပြောရေးဆိုခွင့်ရှိသူဒုတိယဗိုလ်မှူးကြီးစောကလေတို့ကယနေ့မှာပဲလူကြီးယောဂနဲ့ကွယ်လွန်သွားပြီဖြစ်တဲ့အကြောင်းသက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့အတည်ပြုချက်အရသိရပါတယ်။ကွယ်လွန်ချိန်မှာအသက်80ကျော်အရွယ်ရှိပြီဖြစ်တဲ့ဒုဗိုလ်မှူးကြီးစောကလေတို့ကမူတရခရိုင်အတွင်းမှာဖြစ်ပွားနေတဲ့စစ်ရေးအခြေအနေတွေနဲ့အရက်သားတွေအပေါ်လူသားချင်းစာနာမှုဆိုင်ရာထိခိုက်နေတာမှုအခြေအနေတွေကိုပြည်တွင်းပြည်ပချိန်နဲ့တပြင်းကြီးချပြပေးလို့ရှိတဲ့အဓိကသတင်းစကားပြောကြားသူတူဦးလည်းဖြစ်ပါတယ်။၎င်းကွယ်လွန်တာနဲ့ပတ်သက်ပြီးတော့ကရင်တဘာဝပေါင်းကျင်တဲ့လူမှုရေးလှုပ်ရှားမှုကွန်ရက် KESAN ကဒုတိယဗိုလ်မှူးကြီးစောကလေတို့ရဲ့ဦးဆောင်မှုရဲရင်မှုနဲ့ပေးဆက်မှုတွေအတွက်ထောင်စဉ်အောင်မေတ္တိရနေမယ်လို့အလေးနက်ထားဝမ်းနည်းတဲ့အကြောင်းထုတ်ပြန်ခဲ့ပါတယ်။ဒုဗိုလ်မှူးကြီးစောကလေတို့ကွယ်လွန်ရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးလူကြီးယောဂနဲ့ကွယ်လွန်သွားတာဖြစ်တယ်လို့အတည်ပြုပြောကြားခဲ့ပါတယ်။ဂျမ်ဘတ်စစ်ကော်မရှင်ရဲ့ဝါဒဖြန့် Telegram Channel တွေမှာတော့လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသွားတာဖြစ်တယ်လို့သတင်းမှားတွေရေးသားဖြန့်ဝေနေတဲ့အကြောင်းသိရပါတယ်။စစ်ကော်မရှင်ဘက်ကဝါဒဖြန့်ရမှာတော့ဒုဗိုလ်မှူးကြီးစောကလေတို့အပါအဝင်အရာရှိ25ဦးနဲ့အခြားအဆင့်39ဦးသေဆုံးက42ဦးဒဏ်ရရှိခဲ့တယ်လို့အချက်အလက်အမှားတွေနဲ့လောက်ကျန်သတင်းဖော်ပြနေတာဖြစ်ပါတယ်။သို့ပေမဲ့လည်းမြေပြင်အခြေအနေတွေမှာတော့၎င်းဟာလူကြီးယောဂနဲ့သာကွယ်လွန်ခဲ့တာဖြစ်တဲ့အကြောင်းနဲ့စစ်ကော်မရှင်ရဲ့ထုတ်ပြန်ချက်တွေဟာလုံးဝမှားယွင်းနေတဲ့အကြောင်းမြေပြင်သတင်းအရင်းမြစ်တွေထံကနေသိရပါတယ်။နယ်စပ်ဒေသသတင်းအရင်းမြစ်တွေရဲ့အဆိုမှာတော့ဒုဗိုလ်မှူးကြီးစောကလေတို့ရဲ့ကွယ်လွန်မှုကအမှတ်5တပ်မဟာအတွက်တာမကကင်းဒေါ်လာအတွက်ပါကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်တဲ့အကြောင်းသိရပါတယ်ခင်ဗျာ
ကဆယ်ရိုမြို့နယ်မှာကင်းလူငယ်အစည်းအရုံးရဲ့အလုံးမှုဆောင်အသစ်တွေပြန်လည်ရွေးကောက်တင်မြှောက်ပါတယ်။ကောက်သူတွေအုပ်ချုပ်နယ်မြေအမတ်လေးတမဟာမြိတ်တွယ်ခရိုင်ကဆယ်ရိုမြို့နယ်ကင်းလူငယ်အစည်းအရုံး KYO ရဲ့၃ကြိမ်မြောက်ကွန်ဂရက်ကိုကောက်သူတွေအုပ်ချုပ်နယ်မြေတနေရာမှာကျင်းပပြီးတော့အလုံးမှုဆောင်အသစ်တွေပြန်လည်ရွေးကောက်တင်မြှောက်ခဲ့တယ်လို့သိရပါတယ်။မေလ၄ရက်နေ့ကနေ6ရက်နေ့အထိ3ရက်အကြာကျင်းပပြုလုပ်ခဲ့တဲ့ကွန်ဂရက်အတွင်းမှာစောဒေးဒေးဝေဥက္ကဋ္ဌနန်းနန္ဒာဘိုအတွင်းမှုစောအဲကလူစီစီယိုရေးနဲ့ပြန်ကြားရေးတောင်ခံနော်ဖောအဲလေတပေါင်းပန်းကျင်နဲ့လူမှုဝန်ကျင်ဖွဲ့ပြရေးတောင်ခံစောတာမိုးအေးလူမှုရေးတောင်ခံစောတာပူပူဗန်နာရေးတောင်ခံနဲ့နော်အဲတီခုဖောစင်းစစ်တောင်ခံစတဲ့အလုံးမှုဆောင်အသစ်တွေကိုဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ခဲ့တယ်လို့ထုတ်ပြန်ဖော်ပြထားပါတယ်အဆိုပါကွန်ဂရက်ကိုမြို့နယ်အတွင်းမှာရှိတဲ့ကြေးရွာအုပ်စု3အုပ်စုကလူငယ်ကောင်းဆောင်ကိုယ်စားလှယ်တွေဌာနဆိုင်ရာနဲ့တပ်ပိုင်းဆိုင်ရာလူငယ်ကိုယ်စားလှယ်တွေစုစုပေါင်း39ဦးတက်ရောက်ခဲ့ကြပါတယ်ကွန်ဂရက်မှာတော့2နှစ်တာအတွင်းလှုပ်ဆောင်ခဲ့တဲ့မြို့နယ် KYO ရဲ့အစီရင်ခံစာနဲ့လုပ်ငန်းစဉ်တွေကိုပြန်လည်သုံးသပ်အတည်ပြုခဲ့ပြီးရှေ့လုပ်ငန်းစဉ်တွေချမှတ်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်အဆိုပါကွန်ဂရက်ကိုကဆယ်ရိုမြို့နယ်အမြဲတမ်းကော်မတီဝင်ပတိုစဲနေတာနဲ့ပတိုစောယိုရှဲဝင်းမြိတ်တွယ်ခရိုင် KYO တွဲဖက်အတွင်းရေးမှူးစောကျော်လင်းနိုင်အလုံးမှုဆောင်ကော်မတီဝင်စောအဲလေးလဲဒူစုမြို့နယ် KYO ဥက္ကဋ္ဌစောတိုးတိုအားတို့လည်းတက်ရောက်ခဲ့ကြပါတယ် KYO ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအရမြို့နယ်နဲ့ခရိုင်အဆင့်ကွန်ဂရက်တွေကို2နှစ်ကိုတစ်ကြိမ်ကျင်းပပြုလုပ်ပြီးဗဟိုအဆင့်ကွန်ဂရက်ကိုတော့4နှစ်တစ်ကြိမ်ကျင်းပပြုလုပ်လျက်ရှိတဲ့အကြောင်းသိရပါတယ်မြိတ်တွယ်ခဲမှာဂျပန်စစ်ကော်မရှင်ရဲ့တပ်သား2ဦးဟာလက်နက်ခဲယမ်းတွေနဲ့အတူ KNL ထံကိုတပ်ပြောင်းခိုလုံဝင်ရောက်လာပါတယ်။ကော်တူလေအုပ်ချုပ်နယ်မြေအမတ်လေးတပ်မှမြိတ်တွယ်ခရိုင်အတွင်းမှာအာဏာသိမ်းဂျပန်စစ်ကော်မရှင်တပ်ရဲ့ခမာယာ961တပ်ရင်ကတပ်သား2ဦးကလက်နက်ခဲယမ်းအပြည့်စုံနဲ့ပြည်မသားလူမျိုးတပ်မတော် KNL ထံကိုတပ်ပြောင်းခိုလုံလာခဲ့တဲ့အကြောင်းသိရပါတယ်။တင်းတိုင်းမြို့နယ်အတွင်းလှုပ်ရှားနေတဲ့ KNL အမတ်လေးတပ်မှတပ်ရင်7နဲ့မဟာမိတ်တော်လိုင်းတပ်ပေါင်းစုတွေထံကိုအဆိုပါစစ်ကောင်စီတပ်သား2ဦးကလက်နက်ခဲယမ်းတွေနဲ့အတူဝင်ရောက်ခဲ့တာဖြစ်ပါတယ်။တပ်ပြောင်းခလိုရမှာ၎င်းတို့နဲ့အတူ MA1 တလက် MA11 တလက်နဲ့၎င်းတို့ကြီးစံ244တောင်ကြီးပေါင်း9ခုတို့ကိုပါတပါတဲ့ယူဆောင်လာခဲ့တဲ့အကြောင်းသိရပါတယ်။အဆိုပါတပ်သား2ဦးဟာKNLတပ်ရင်း7နဲ့မဟာမိတ်တပ်ဖွဲ့တွေကနှွေးထွေးဆောင်တဲ့ကြိုးစိုးလက်ခံခဲ့ကြပြီးတော့၎င်းတို့ကိုကောင်းမွန်စွာစောင့်ရှောက်ထားတဲ့အကြောင်းတပ်ပုံမှတ်တမ်းတွေအရသိရပါတယ်။အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာစစ်ကောင်စီတပ်အတွင်းကတပ်သားတွေဟာပြည်သူ့ရင်ဝင်ကိုခိုလုံမှုတွေစက်တန်းရှိနေပြီးကော်သူတွေအုပ်ချုပ်နယ်မြေအသီးသီးမှာလည်းလက်နက်နဲ့တကွာအလင်းဝင်လာရောက်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အရေးအတွက်တွေဟာတိုးမြင့်လျက်ရှိတဲ့ကြောင်းဒေါ်လာအင်အားစုတွေထံကနေသိရပါတယ်ခင်ဗျာညောင်ရီမျိုး73စီဇန်တချို့မှာလိုင်စင်ရှိတဲ့ကားတွေကိုသာရောင်းချပေးနေတဲ့အကြောင်းသိရပါတယ်။ထိုင်းခေါ်သူတွေနဲ့ဇက်ညောင်ရီမျိုးမှာ PTT 73ဆိုင်တွေမှာမေလ6ရက်နေ့မနက်ပိုင်းကနေစတင်ကလိုင်စင်မဲ့မော်တော်ယာဉ်တွေကိုစီရောင်းချတာမပြုလုပ်တော့ဘဲလိုင်စင်ရှိတဲ့မော်တော်ယာဉ်တွေကိုသာရွေးချယ်ရောင်းချပေးနေတဲ့အကြောင်းညောင်ရီမျိုးကနေထံကနေသိရပါတယ်။မြို့ပေါ်မှာရှိတဲ့ဖားချောင်းနဲ့အမှတ်2ချစ်ကြည်တရားလမ်းပေါ်မှာရှိတဲ့ PTT 73စီဆိုင်3ဆိုင်မှာဓာတ်ဆီအောက်ထိန်း92တလီတာကို4955ကျပ်အောက်ထိန်း95တလီတာကို4910ကျပ်နဲ့ဒီဇယ်တလီတာကို6695ကျပ်ရောင်းချပေးနေတာဖြစ်တယ်လို့73စီဝယ်ယူခဲ့တဲ့မြောက်ရီမြို့ကန်တူကပြောပါတယ်။၎င်းကဒီမနက်ပဲမြောက်ရီမှာစတာအောက်ကရန်ကုန်တို့ဖန်အန်တို့ပေးတဲ့အတိုင်းလိုင်စင်ကားတွေပဲထည့်လို့ရတယ်။လိုင်စင်မရှိတဲ့ကားတွေကြတော့ပြင်မှာဈေးကြီးပေးဝယ်နေရတာပေါ့လို့ပြောပါတယ်။အခုလိုသတ်မှတ်ဈေးနဲ့ရောင်းချရမှာတော့73စီဆိုင်တွေအနေနဲ့စီဖြည့်တဲ့ကားရဲ့ကီလိုမီတာမှတ်တမ်းကိုရယူထားတဲ့အပြင်စီဝယ်ယူသူတွေကိုလက်မှတ်ရေးထိုးခိုင်းတဲ့စနစ်ကိုပါလှုပ်ဆောင်နေရတယ်လို့အဆိုပါမြို့ကန်ကဖြည့်ဆွတ်ပြောပါတယ်။နောက်ထပ်မြို့ကန်အမျိုးသားတို့ကလည်းမနီကာသွားဝယ်တာဘာမှမပြောသေးဘူး။လိုတလောက်ထည့်လို့ရသေးတယ်။တကယ်လို့နောက်ပိုင်းစီဆိုင်တိုင်းမှာအဲ့လိုသာရောင်းချပေးမယ်ဆိုရင် without license မဲ့ကားမောင်းတဲ့သူတွေကစီထည့်ရဖို့ဒုက္ခရောက်တာပေါ့။ပတ်စံရှိတဲ့သူတွေမောင်ကိုဈေးနဲ့ဝယ်သုံးအဲ့လိုတော့ရှိတာပေါ့လို့ပြောပါတယ်။ဒါပြင်73စီဆိုင်ရောင်းချပေးရမှာဝင်ကြီးဌာနတွေရဲ့သတ်မှတ်ချက်အတိုင်းဆိုင်ကယ်တွေအတွက်တပတ်ကို8လီတာနှုန်းမော်တော်ယာဉ်တွေကိုအင်ဂျင်ပါဝါအလိုက်တပတ်ကို35လီတာကနေလီတာ40အထိအဝေးပြေးယာဉ်တွေကိုလည်းအင်ဂျင်ပါဝါအလိုက်သတ်မှတ်ဈေးနှုန်းနဲ့ရောင်းချပေးနေတာဖြစ်ပါတယ်။ရခိုင်လကစီဆိုင်တွေပိတ်ထားရတဲ့အထိ73စီပြက်လက်မှုရှိခဲ့တဲ့မြောက်ရီမြို့မှာ73စီ1လီတာကိုကျပ်12000ကနေ13000အကြားပေးခဲ့ရပြီးပြင်ပဈေးကွက်မှာတော့20လီတာ73စီတပုံးကိုငွေကျပ်2သိန်းကျော်အထိပေါက်ဈေးရှိခဲ့တဲ့အကြောင်းမြို့ကန်တွေထံကနေသိရပါတယ်။လိုင်စင်မဲ့မော်တော်ယာဉ်တွေကိုသာအများစုအသုံးပြုနေတဲ့မြောက်ရီမြို့မှာအခုလိုလိုင်စင်ရှိကားတွေကိုသာသတ်မှတ်ဈေးနဲ့ရောင်းချပေးနေတာကြောင့်လိုင်စင်မဲ့ယာဉ်တွေဟာပြင်ပဈေးကွက်မှာဈေးနှုန်းမြင့်မားစွာနဲ့ဝယ်ယူသုံးစွဲနေရတဲ့အခက်အခဲနဲ့ရင်ဆိုင်နေရတဲ့အကြောင်းမြို့ကန်တွေရဲ့ပြောပြချက်အရသိရပါတယ်။